ဟာရှာဖွေတယ်ပေါ့နော်အဲ့ဒီဟာဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးကျွန်တော်ရှေ့ဗီဒီယိုတွေမှာတော့ပြောခဲ့ပူပြီးသားပေါ့နော်ဟာရဲ့အဓိပ္ပာယ်ကရှာဖွေတယ်နောက်တစ်ခုစီကိုလို့လည်းအဓိပ္ပာယ်ရတယ်ဥပမာစီကိုဖုံးဆက်တယ်စီကိုသွားတယ်အဲ့လိုမျိုးဆိုရင်စီကိုဆိုရင်ဟာဆိုတဲ့စကားလုံးလေးသုံးလို့ရတယ်ဒါပေမဲ့ဒီညမှာတော့ရှာဖွေဒီနဲ့ပဲသုံးပေးရမယ်ပေါ့နော်ဘာကြောင့်သုံးရလဲအောက်ကိုဆက်ကြည့်မယ်ဟာငန်းရဲ့အဓိပ္ပာယ်အသစ်ပေါ်လာတဲ့စကားလုံးငန်းရဲ့အဓိပ္ပာယ်အလုပ်တော့မဟုတ်ပွဲကိုလည်းငန်းလို့ပဲပြောတယ်ပေါ့နော်ပွဲမှာကျွန်တော်တို့ငန်းထိတ်စကန်စကားလုံးတွေရှိရတဲ့မှာငန်းဒီကျွန်တော်တို့ပွဲနော်ဒီရက်ထဲမှာလုပ်တဲ့ပွဲတွေကိုငန်းလို့ပြောတယ်ထိတ်စကန်ကတော့နိုင်ငံတော်အဆင့်အနေနဲ့ပြုလုပ်တဲ့ဂျန်တို့နော်အဲ့လိုမျိုးပွဲတော်တွေကိုကျွန်တော်ထိတ်စကန်လို့ပြောလို့ရပါတယ်ငန်းဆိုတာတော့ကျွန်တော်ပုံမှန်ပွဲတွေအားလုံးကိုငန်းလို့ပြောလို့ရတယ်ဟာငန်းဆိုတော့အလုပ်ရှာတယ်กำลังหางานအသစ်ပေါ်လာတဲ့စကားလုံးကำลังရဲ့အဓိပ္ပာယ်လေးကတော့နေတယ်ဆိုတဲ့အဓိပ္ပာယ်လက်ရှိမှာလုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်လက်ရှိကာလအချိန်ကာလမှာလုပ်နေတယ်ဆိုရင်กำลังအပေါင်းကရိယာကိုသုံးပေးရပါတယ်กำลังหาဆိုတော့ရှာနေပါတယ်กำลังหางานအလုပ်ရှာနေပါတယ်กำลังหางานใหม่အသစ်ပေါ်လာတဲ့စကားလုံးใหม่ရဲ့အဓိပ္ပာယ်တော့အသစ်ใหม่အသစ်ဆိုတော့กำลังหางานใหม่အလုပ်အသစ်ကိုရှာနေပါတယ်အလုပ်အသစ်ကိုရှာနေပါတယ်กำลังหางานใหม่နောက်တစ်ကြောင်းกำลังหางานใหม่ဒီကတော့ဒီတိပေါ့နော်ဒီကတော့အပေါ်မှာပြောပြီးသားกำลังหางานใหม่အလုပ်သစ်ရှာနေတယ်ช่วยแนะนำหน่อย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 အဓိပ္ပာယ်ကတော့ช่วยหน่อยရဲ့အဓိပ္ပာယ်လေးကမြန်မာလိုအဓိပ္ပာယ်ပေါင်းပြရမှာဖြစ်ပါတယ်ကူညီပြီးတော့ပေးပါအောင်ဆိုပြီးတော့မှယူတည်ပြောတဲ့စကားလုံးပေါ့နော်သူများကူညီခြင်းအောင်စကားလုံးကိုနူးညံ့တဲ့စကားလုံးသုံးထားတဲ့သဘောပေါ့ဆိုတော့ช่วยแนะนำหน่อยแนะนำရဲ့အဓိပ္ပာယ်ကဆက်တဲ့လမ်းညွှန်ပေးတယ်အကြံပေးတယ်အဲ့လိုအဓိပ္ပာယ်မျိုးဆိုရင်แนะนำဆိုတဲ့စကားလုံးကိုပြောလို့ရတယ်နောက်တစ်ခုမိတ်ဆက်တယ်ဆိုရင်လည်းแนะนำကိုပဲသုံးပါတယ်ဆိုတော့ช่วยแนะนำหน่อยအဓိပ္ပာယ်တော့အကြံပေးပါအောင်ကူပြီးတော့အကြံပေးပါအောင်ကူပြီးတော့ညွှန်ပြပေးပါအောင်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့กำลังหางานใหม่ช่วยแนะนำหน่อยအဓိပ္ပာယ်ကတော့အလုပ်အသစ်ရှာနေပါတယ်ကူညီပြီးတော့အကြံပေးပါအောင်ညွှန်ပြပေးပါအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်